ဥပုသ်နေ့ကိုသတ်မှတ်တဲ့အခါမှာအလုတ်အကင်လောက်တာနဲ့အစချီတယ်လို့လူဖို့မကိုဘုရားဖန်ဆင်းခဲ့စဉ်တော့ကနောက်ဆုံးရက်မှာသူအနားယူတယ်လို့မှတ်တမ်းမှတ်ရသမာကျမ်းစာမှာရှိခဲ့ပါတယ်ဘုရားသတ်မှတ်တဲ့ရက်လည်းဖြစ်တယ်ဘုရားအနားယူတဲ့နေ့လည်းဖြစ်တယ်လူတွေအတွက်လည်းအနားယူပြီးတော့ခွန်အားသစ်ရယူတဲ့နေ့လည်းဖြစ်တယ်ဒါပေမဲ့ဥပုသ်နေ့ကိုကျွန်ုပ်တို့ကြည့်တဲ့အခါမှာအပေါင်းလက္ခဏာဘက်ကကြည်လားအနှုတ်လက္ခဏာဘက်ကကြည်လားတချို့ဟာဥပုသ်နေ့ဆိုတာအလုတ်အကင်မဲ့ငြိမ်သက်နေရမယ်လို့ဆိုတဲ့ရှုထောင့်မျိုးကနေမြင်တွေ့နားလည်လက်ခံလေးရှိပါတယ်ဒါပေမဲ့အနှုတ်လက္ခဏာနဲ့မြင်တော့သူဟာဘာအလုံးမလုပ်ရဘူးဆိုတာကိုအသေးမှတ်ယူထားပါတယ်ဒါနဲ့အပေါင်းလက္ခဏာကတစ်ခါပြန်ကြည့်တော့လေအဲ့ဒီနေ့ကိုတန့်ရှင်းစွာနေထိုင်ဖို့ညွှန်ကြားချက်လေတပါးတည်းသူ့နောက်ကလိုက်ပါလာပါတယ်ဆိုတော့လုပ်ရမယ်၊ကြံရမယ်အလုပ်မျိုးရှိတယ်ဆိုတာကိုကျွန်တော်တို့မေ့နေတတ်ပါတယ်လုပ်ရမယ်၊ကြံရမယ်အလုပ်ကနှစ်မျိုးရှိပါတယ်တစ်မျိုးဟာအဲ့ဒီနေ့မှာလုပ်တဲ့ဘုရားအတွက်ပူဇော်ရမယ်ဝတ်ပြုကိုးကွယ်ခြင်းတွေဘုရားကြောင့်တက်ခြင်းတွေဘာသာရေးကိစ္စတွေမှာဝင်ရောက်ပါဝင်ခြင်းတွေသို့မဟုတ်ဥဆောင်ခြင်းတွေဒါတွေဟာအပေါင်းလက္ခဏာပါတခါဘုရားအတွက်လုပ်ပြီးရင်လည်းလုံလောက်ပြီလားဆိုတာမဟုတ်ပါဘူးဘုရားအတွက်လုပ်ပြီးရင်မိမိနဲ့အခြေအနေတူတဲ့လူသားတွေအတွက်လည်းလုပ်ပေးကံပေးစရာတွေရှိလာပါလိမ့်မယ်ဆင်းရဲသားတွေကိုတွေ့ရင်ကျွန်တော်တို့ကူညီပံ့ပိုးကျွေးမွေးဆောက်ရှောက်ဆိုတဲ့အလုပ်မျိုးကိုလုပ်လို့ရပါတယ်သို့မဟုတ်ဘုရားအကြောင်းတရားအကြောင်းလုံးဝမသိသေးတဲ့သူတွေတော့ကောင်းအ ਨੇ အချင်းပဲသိတဲ့လူတွေတော့ကောင်းအဲ့ဒီလူတွေကိုကျွန်တော်တို့ကဘုရားတရားအကြောင်းပြောပြခြင်းဟောပြောခြင်းဟာလေလုပ်ရမယ်၊ကြံရမယ်လူသားချင်းချင်းအတွက်တာဝန်ယူရမယ်အလုပ်အကိုင်တစ်မျိုးပါပဲဆိုတော့ဥပုသ်နေ့ရောက်ရင်ကျွန်တော်တို့ဘယ်မှာသားနဲ့ဘာမှမလုပ်နဲ့ဆိုတဲ့ဥစ္စာကိုတချမ်းဆောင်တစ်ဖက်သက်သတိမထားပဲနဲ့နောက်တစ်မျိုးအပေါင်းလက္ခဏာကနေကြည့်ပြီးဘုရားအတွက်ငါဘာလုပ်ပေးမလဲလူသားချင်းအတွက်ငါဘာလုပ်ပေးမလဲအဲ့ဒါတွေကိုပတ်စဉ်တိုင်းလုံးမိကြိုင်မိရအောင်ကိုယ်သတိပေးသူများတွေလည်းစီယုံပြီးရနောက်မိသားစုလိုက်ဥပုသ်နေ့ကိုတန့်ရှင်းတဲ့နေ့အဖြစ်ထားပြီးအနာယူအပန်းဖြေအပျော်ပါဆိုတဲ့ဥစ္စာတွေကိုထိန်းသိမ်းနဲ့နိမလမ်းမနဲ့လောက်ကင်ဖို့လေကျွန်တော်တို့သတိပေးရပါမယ်ကျွန်တော်တို့ရဲ့ငယ်တဲ့လူတွေကိုလည်းကျွန်တော်တို့ကသုံးသင်လမ်းညွှန်ဥဆောင်ပေးရပါမယ်ဆိုတော့ဓမ္မသာလျှင်ဥပုသ်နေ့ဟာပြေဝတဲ့သူရပိုင်ခွင့်ရှိတဲ့သူရဲ့ရပိုင်ခွင့်တွေကိုကျွန်တော်တို့ကပေးဆက်နေမှာဖြစ်ပါလိမ့်မယ်ဆိုတာကိုလာမဲ့ဥပုသ်နေ့ကစပြီးဇုံတွဲအပြူလိုက်
စဉ်းစားအောင်မေ့ပြီးတော့နောက်ဥပုသ်နေ့ကိုတန်ရှင်းတဲ့အချိန်သမယအဖြစ်ဖြုံးရင်လည်းဖြုံးမှာသုံးရင်လည်းသုံးမှာနေထိုင်ရင်လည်းနေထိုင်မှာကြိုက်တဲ့ပုံစံမျိုးနဲ့လှုပ်ရှားပြီးဘုရားအတွက်လည်းမြတ်မြတ်တရလူသားချင်းနဲ့လည်းမြတ်မြတ်တရတကူကောင်းကိုလုံးဝကြောခိုင်းနောက်မှချင်ရင်ခဲ့ပြီးကျွန်တော်တို့ဥပုသ်နေ့ကိုတန့်ရှင်းသောမွန်မြတ်သောဘုရားကောင်းကြီးဝေစာသောနေ့ရက်များအဖြစ်နဲ့လာမယ့်နှစ်အတွင်းမှာဖြတ်သန်းသွားကြပါစို့ဒီကဲ့သို့ဖြတ်သန်းရမှာဘုရားရဲ့ကျေးဇူးတော်ဘုရားရဲ့ကောင်းကြီးတော်ဘုရားရဲ့ဆုလက်တော်များသင်တို့ကိုယ်စီမှာတိုးပွားပါစေများပြားပါစေပေါ်ကျွယ်ပါစေ